ပီတာဆိုတဲ့သူဟာအမြဲလိုနောက်ကျတဲ့သူပဲဖြစ်ပါတယ်အခုလည်းသူကြောင်းသွားမဲ့ line ကားကိုမမီတဲ့အတွက်အသေးသက်နေပြေးလိုက်နေရပါတယ်သူ့ရဲ့တငယ်ချင်း Mary Jane ကကားစီအောင်ရက်ပေးဖို့ပြောတော့ခါကြမှာပဲသူကားပေါ်ကိုတက်လာရပါတယ်သူကားပေါ်ရဲရောက်ချင်းမဲ့ Mary Jane ကသူ့ရှိသူနဲ့ပျော်ရွှင်ကြည်နူးနေတဲ့အတွက်သူစိတ်မချမ်းမသာဖြစ်သွားရပါတယ်ဒီလိုနဲ့ကြောင်းရတဲ့အခါမှာ Harry နဲ့တွေ့ပြီးတော့ကြောင်းခန်းထဲကိုဝင်ဖို့လုပ်နေတဲ့အချိန်မှာသူ့ဖေကပြည်သေးတစ်ခုလိုက်ပြီးနဲ့ Peter နဲ့စကားတွေအများကြီးပြောဖြစ်သွားပါတယ်Harry ရဲ့ဖေဟာစီးပွားရေးလုပ်ငန်းရှင်နိုမာဖြစ်ပြီးတော့ပီတာကိုလည်းတားရင်တယောက်လိုပဲချစ်ခင်တဲ့လူပဲဖြစ်ပါတယ်။ပီတာကိုလည်းအသိပ္ပံပညာမှာထူးချွန်တဲ့အတွက်နိုမာကချီးကျူးနေပါတယ်။ဒီလိုနဲ့စူးစမ်းဖို့ငါသားရဘာညာလို့ပြောပြီးတော့သူလည်းအလုပ်ကိစ္စရှိတာနဲ့ရုံးကိုအမြန်ပြန်ဖို့အတွက်ပီတာကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတယ်။ဒီနေ့ပီတာတို့လေးလာဖို့တာဝန်ကျတာကတော့ဇီဝမျိုးကွဲပင်ကူတွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ဟာစမ်းသပ်ခန်းတွေကိုရောက်ရှိနေခဲ့ကြပါပြီ။ဒီလိုနဲ့သူတို့လည်းဟိုကြီးဒီကြီး6လေးလာရင်းနဲ့ပီတာဟယ်ရီကိုပင်ကူတွေကနေရာပေါ်လာပြီးရောင်ပြောင်းနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပီတာစကားဆုံးတာနဲ့ပဲဟယ်ရီကမယ်ရီဂျင်းစီသွားပြီးတော့နင်တိလာပင်ကူတွေကနေရာပေါ်လာပြီးရောင်ပြောင်းနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်မယ်ရီဂျင်းတယောက်တည်းဖြစ်နေတဲ့အချိန်မှာပီတာဘာကာကအမှတ်တရဓာတ်ပုံလေးတစ်ပုံလောက်ရိုက်လို့ရနိုင်မလားဆိုပြီးတော့ဓာတ်ပုံသွားရိုက်နေပါတယ်အဲ့ဒီအချိန်မှာဘယ်အမှမသိတဲ့ပင်ကူတစ်ကောင်ဟာအပေါ်ကနေကျလာပြီးတော့ပီတာဘာကာကိုရုတ်တရက်ကိုက်ပလိုက်ပါတယ်ဒီလိုနဲ့ညာရောက်တဲ့အခါမှာတော့ပီတာဘာကာရဲ့ DNA ဟာပင်ကူ DNA နဲ့လုံးဝအပြီးတိုင်ပေါင်းဆက်သွားပါပြီတစ်ဖက်မှာလည်းအော့စကောအဖွဲ့ကစမ်းသပ်မှုတစ်ခုကိုအသေးအံနေလုပ်နေပါတယ်စမ်းသပ်မှုချို့ယွင်းမှုဖြစ်သွားပြီးတော့နော်မာသူ့ရဲ့ဒေါက်တာကရုံးကိုပဲပြန်တက်မိသွားပါတယ်ပီတာဘာကာနိုးလာတဲ့အခါမှာလည်းသူကအရန်နဲ့မတူဘဲနဲ့စူပါပါဝါတွေရတယ်လို့ခံစားလိုက်ရပါတယ်ကြောင်းရောက်တဲ့အခါမှာလည်းပီတာကမယ်ရီဂျင်းရှိုလဲတာကိုအသားအရာပဲဖမ်းပြီးတော့ဆရာကြကူညီလိုက်ပါတယ်ကျောင်းမှာဇိုလို့နေတဲ့ဖလက်ကိုလည်းပီတာဘာကာကတတရရပဲအနိုင်ယူထားတဲ့အတွက်အားလုံးရဲ့အထင်ကြီးမှုကိုခံလိုက်ရပါတယ်ဒီလိုနဲ့ပီတာဘာကာသူ့ကိုယ်သူအရင်ကနဲ့မတူတော့ဆိုပြီးတတိထားမိပြီးတော့မြို့ထဲကကြောင်ကြားတဲ့နေရာကိုပြေးသွားခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့လက်တွေကပင်းကူချိတ်တွေထွက်နေတဲ့အတွက်တိုက်နေရနေကိုတွေ့တဲ့ကြည့်ရင်လည်းသူ့ကိုယ်သူစပိုင်ဒါမန်ဖြစ်လာပြီးဆိုပြီးတော့လုံးဝကိုပျော်ရွှင်သွားခဲ့ပါတယ်ကျောင်းမေးရဲ့မှာတောင်စမလို့ဘဲနဲ့ပီတာဘာကာဟာပင်းကူမြေပြည့်နေကိုတယောက်တည်းဗဇက်ကပွားစီပြောရင်းနဲ့လေ့ကျင့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ပီတာဘာကာရဲ့စူးစမ်းမှုဟာအရာထင်ခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့ပီတာဘာကာအိမ်နီးကျဖြစ်သူမယ်ရီဂျင်းနဲ့စကားပြောနေပြီးတော့ဖလက်ကကားအကောင်းသားစီးနဲ့ရောက်လာတဲ့အတွက်ကြောင့်ပီတာဘာကာချောင်ထွက်ပေးလိုက်ရပါတယ်ဒီလိုနဲ့ပီတာဘာကာဟာမယ်ရီဂျင်းရဲ့အထင်ကြီးမှုကိုရရှိဖို့အတွက်ကားအကောင်းသားတစ်စီးဝယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ကားဝယ်ဖို့အတွက်ပတ်စံစုမယ်ဆိုပြီးပီတာဘာကာဟာသူ့ရဲ့တိုက်ခိုက်ရေးဝဲစုံကိုကိုယ်တိုင်ရွေးချယ်ပြီးတော့နဗန်းသက်ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပါတယ်ဦးလေးဖြစ်သူကိုလည်းစာကြီးတိုက်သွားမယ်ဆိုပြီးတော့လိန်ပြီးတော့လိုက်ပို့ခိုင်းခဲ့ပါတယ်ဒီလိုနဲ့ပီတာဘာကာဟာနဗန်းသက်ပွဲမှာတစ်ပတ်သက်လုံးဝကိုအနိုင်ရရှိသွားပါတယ်ဒါပေမဲ့လည်းဒိုင်နီကသူ့ကိုဒေါ်လာ3000ပေးမယ်ဆိုတာဒေါ်လာ100ပဲပေးခဲ့ပါတယ်။ဒါကြောင့်ပဲပီတာဟာဒိုင်ဓမြတိုက်ခင်နေရတာတော့မှမကူညီခဲ့ပါဘူး။ပီတာဟာဓမြကိုထွက်သွားခင်တော့ပေးလိုက်ပါသေးတယ်။သူ့ဦးလေးစီကိုပြန်သွားတဲ့ခါမှာတော့သူ့ဦးလေးကလဲကျပြီးတည်ဆုံးနေပါပြီ။အကြောင်းတော့အစောနာဓမြပီတာရဲ့ဦးလေးကိုဓမြတိုက်ပြီးတော့တက်သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပီတာဘာကဓမြနောက်ကိုအရလိုက်ပြီးတော့ရဲလက်ကိုအရအပ်နိုင်ခဲ့ပါတယ်။ဦးလေးဆုံးပြီးတဲ့နောက်ပိုင်းမှာပီတာဘာကဟာစွမ်းအားကြီးလာလေးတာဝန်ပိုကြီးလာလေးပဲဆိုတဲ့စကားကိုနားယောင်ပြီးတော့လူတွေကိုစပိုင်ဒါမန်အနေနဲ့ကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ပီတာဘာကာ21ရာစုရဲ့ပထမဆုံးနဲ့အကောင်းဆုံးစပိုင်ဒါမန်ဖြစ်လာခဲ့ပါတယ်။ဂျော့နက်ဆိုတဲ့လူဟာစပိုင်ဒါမန်ကိုမျက်ရှိမပြတ်စောင့်ကြည့်နေတဲ့သတင်းစာတိုင်းပိုင်ရှင်ပဲဖြစ်ပါတယ်။အခုလက်ရှိမှာသူဟာစပိုင်ဒါမန်ပုံကိုကောင်းကောင်းရိုက်ပေးနိုင်တဲ့ဓာတ်ပုံဆရာတယောက်လိုအပ်နေတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ပီတာဘာကာတို့ကလည်းအထက်တန်းပွဲကိုရပြီးတော့ကြောင်းပြီးသွားကြပါပြီ။မယ်ရီဂျင်းကတော့စပွဲတို့အလုပ်ကိုဝင်လုပ်နေပါတယ်ပီတာလည်းအလုံးချရင်နဲ့ဂျော့နက်ရဲ့စပိုင်ဒါမန်ပုံရိုက်တဲ့ဓာတ်ပုံစရာအလုပ်ကိုစိတ်ဝင်စားသွားပါတယ်။ဒီလိုနဲ့ပဲပီတာကသူတက်ခိုင်းနေတဲ့ပုံတွေကိုဓာတ်ပုံရိုက်ပြီးတော့ဂျော့နက်စီကိုတွားပြခဲ့ပါတယ်။ဂျော့နက်ဘက်ကလည်းပီတာရဲ့ဓာတ်ပုံတွေကိုလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ပဲပီတာဘာကအလုပ်ရသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းနော်မန်သူ့ကုမ္ပဏီကိုဘိုးအဖွဲ့တွေကတခြားကုမ္ပဏီကိုရောင်းလိုက်တဲ့အတွက်စိတ်တွေတိုးနေပါတယ်။ဒီလိုနဲ့သူ့ကိုယ်တွေက Green Goblin ကစိတ်ရိုင်းဝင်သွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ Osco ကဘိုးအဖွဲ့တွေနဲ့တခြားကုမ္ပဏီကကုမ္ပဏီရောင်းပြီးလို့အောင်ပွဲခံနေကြပါတယ်။အဲ့ဒီအချိန်မှာ Green Goblin တစ်ဖြစ်လဲနော်မန်လာရောက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစပိုင်ဒါမန်ရောက်လာပြီးတော့ Green Goblin ကိုတိုက်ခိုက်အနိုင်ယူခဲ့ပါတယ်။ရဲတစ်ပတ်ကြာတဲ့အခါမှာစပိုင်ဒါမန် Mary Jane ဒုက္ခရောက်နေတာကိုတွေ့ပြီးတော့ဝင်ရောက်ကူညီခဲ့ပါတယ်။ Green Goblin ကစပိုင်ဒါမန်ကိုများခေါ်ပြီးတော့သူ့နဲ့ပူးပေါင်းဖို့အတွက်တိုင်ပင်နေပါတယ်။နောက်ပြီးတော့လည်းစပိုင်ဒါမန်ကိုစဉ်းစားဖို့အတွက်အချိန်တစ်ပတ်ပေးလိုက်ပါတယ်။အချိန်တစ်ပတ်ပြည့်တဲ့အခါမှာသူတို့နှစ်ယောက်သားပြန်တွေ့ကြပါတယ်။စပိုင်ဒါမန်ရဲ့ဆန္ဒကိုမေးတော့စပိုင်ဒါမန်ကဂျင်းမဲ့ခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားတိုက်ခိုက်ရင်းနဲ့စပိုင်ဒါမန်ရဲ့လက်မှာဒဏ်ရာရသွားခဲ့ပါတယ်။နော်မန်နဲ့ပီတာဘာကာစားတော့ပွဲတစ်ခုမှာထပ်မံတွေ့ဆုံကြပါတယ်။နော်မန်လည်းပီတာဘာကာရဲ့လက်ကဒဏ်ရာကိုကြည့်ပြီးပီတာဘာကာစပိုင်ဒါမန်မှန်းသိသွားပါတယ်။ Green Goblin ကလည်းပီတာကို Mary Jane နဲ့မြားခေါ်ပါတယ်။တစ်ဖက်မှာတော့ Mary Jane ကိုဖမ်းထားပြီးတော့နောက်တစ်ဖက်မှာတော့ Gleedy ကိုဖမ်းထားပါတယ်။ဒီလိုနဲ့နော်မန်ကနှစ်ဖက်လုံးကိုလွတ်ရှလိုက်ပါတယ်။ဒါပေမဲ့လည်းစပိုင်ဒါမန်ကနှစ်ဖက်လုံးကိုကယ်နိုင်ခဲ့ပါတယ်
Norman လည်း Spider-Man ကိုတိုက်ပြက်ဒီတဲ့ကိုပြက်ပေါက်ပလိုက်ပါတယ်တိုက်ခိုက်ရင်းနဲ့ပဲ Norman သူ့လမ်းနဲ့သူကိုတည်သွားခဲ့ပါတယ်မတည်ခင်မှာလည်းဒီကြောင်းတွေကိုသူ့သားကိုမပြောပါနဲ့ဆိုရတဲ့ကလေးကိုပီတာစီကနေတောင်းခဲ့ပါတယ်Spider-Man လည်း Norman ရဲ့အလောင်းသူ့ဝင်သူပြန်ပို့ပေးခဲ့ပါတယ်ဒါကို Harry ကတွေ့ပြီး Spider-Man သူ့ဖေကိုတတ်တာပါဆိုပြီးစိတ်တဆဆွဲသွားခဲ့ပါတယ်Harry ဖေရဲ့ဇာပနာပွဲကိုလည်းပီတာပါကာကတွားရောက်နှစ်သိမ့်ပေးခဲ့ပါတယ်ပီတာနာကိုလည်း Mary Jane ကရောက်လာပြီးသူ့ကိုချစ်တဲ့ကြောင်းနဲ့ဝန်ခံလိုက်ပါတယ်ဒါပေမဲ့လည်းပီတာပါကာသူ Spider-Man မှတည်သွားမှကြောက်တဲ့အတွက် Mary Jane ကိုညှင်းပယ်ခဲ့ပါတယ်အကြောင်းကတော့ Mary Jane ကိုသူ့ကြောင့်အနေမဖြစ်စေချင်လို့ပဲဖြစ်ပါတယ်ဒီလိုနဲ့ပီတာပါကာ Mary Jane ကိုကြောခိုင်းခဲ့ပြီးတော့ Great Power Great Responsibility ဆိုတဲ့စကားလေးနဲ့ပဲဇလန်လေးကဆုံးသက်သွားပါတယ်